Champion တယောက်ရဲ့နောက်ကွယ်မှာခက်ခဲတဲ့တိုက်ပွဲပေါင်းများစွာရှိပါတယ်။ Joshua Van ဟာ UFC Champion ခါဘတ်ကိုရဖို့တဲ့ဘလို့ထိတ်တန့်ကစားသမားတွေကိုအလဲထုတ်ခဲ့တယ်။ဒီနေ့မှာတော့ The Fearless Joshua Van ကိုပိုမိုတန်မာလာစေခဲ့တဲ့သူ့ရဲ့အမှတ်ရစရာပြိုင်ဘတ်ဟောင်းဒီအကြောင်းပြောပြပေးသွားမှာပါ။ပထမဆုံးပြောရမှာကတော့ Joshua ရဲ့ UFC ပွဲဥထွက်ပြိုင်ဘတ် Zhalgas Zhumagulov ပါပဲ။အဲ့ဒီအချိန်မှာ Joshua ဟာအသက်20နှစ်ပဲရှိသေးတဲ့လူတစ်ဖြစ်ပြီး Zhumagulov ကတော့ဝါရင်ကစားသမားကြီးပါ။လူအများက Joshua ရှုံးမယ်လို့ထင်ခဲ့ကြပေမဲ့သူဟာမကြောက်မရွံ့ရှေ့တိုးထိုးတဲ့ရင်အနိုင်ယူပြခဲ့ပါတယ်။ဒီပွဲကမဲ့ Joshua Van ဆိုတာ UFC မှာတတိထားရမယ်ကြယ်ပွင့်တစ်ထစ်ချောင်းကဘာကိုစတင်ကြီးညာခဲ့တာပါ။ Joshua ရဲ့ခရီးလမ်းမှာအရေးပါဆုံးပွဲတစ်ခုကတော့ထိတ်တန်းစင်ခေါ်သူ Brandon Royval နဲ့ပွဲပါပဲ။ Royval ဟာဝိတ်တန်းရဲ့အဆင့်တစ်နေရာမှာရှိနေတဲ့သူဖြစ်ပြီး Joshua အတွက်ကြောင့်တကယ်ကိုအဆင့်အတန်းမြင့်မာတဲ့စံတက်ချက်ပါ။ဒီပွဲမှာ Joshua ဟာသူ့ရဲ့နီးစနစ်ပိုင်းတိုးတက်မှုကိုပြသနိုင်ခဲ့ပြီး Royval လိုကဘာအဆင့်ကစားသမားကိုအနိုင်ယူခဲ့တာကြောင့်သူဟာ Champion ဖြစ်ဖို့ထိုက်တန်သူဆိုတာအားလုံးကလက်ခံသွားကြပါတယ်။နောက်ချက်မမရပြိုင်ဘက်ကတော့ Japan ကျေပွင့် Ri Suruya ပါပဲ။ Suruya ဟာနပန်းနဲ့ Jiu-Jitsu မှာအရန်တော်တဲ့သူချစ်လို့ Joshua အတွက်ခက်ခဲတဲ့ပွဲတစ်ပွဲထိခဲ့ပါတယ်။ဒါပေမဲ့ Joshua ကသူ့ရဲ့ခံစစ်ပိုင်းဘလောက်တိုးတက်လာလဲဆိုတာပြသခဲ့ပြီးမြေကျင်းတိုက်ပွဲတွေကြားကနေအနိုင်ရအောင်ထိုးတက်ခဲ့ပါတယ်။ဒီပွဲက Joshua ကိုပူပြီးပြည့်စုံတဲ့ complete fighter ကစားသမားတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။ဒီလိုခက်ခဲတဲ့ပိုင်ဘတ်တွေကိုကဆင့်ချင်းကြော်ဖြတ်ခဲ့လို့လေအခုဆိုရင် Joshua Van ဟာကမ္ဘာချန်ပီယံခါဘတ်ကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။တင်ရောက် Joshua Van အကွဲတွေထဲမှာဘယ်ပြိုင်ဘတ်နဲ့ပွဲကိုအကြိုက်ဆုံးလဲ။ comment မှာပြောပြသေးခဲ့ပါဦး။နောက်ထပ် MMA သတင်းတွေအတွက်ကျွန်တော်ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်။